ကျေးဇူးတင်ပါတယ်အားလုံးပြန်ထိုင်ပေးကြရအောင်ဒီနေ့မှာတခြားဒီတနာဘာမှမပြောခင်မှာပညာရှိတယောက်ပြောတဲ့စကားကိုမျှဝေပေးခြင်းတယ်မိန်းကလေးတွေရတဲ့အယံတတိရှိတဲ့လောကမှာသူတို့ကြောက်တာတယောက်မှမရှိဘူးတဲ့ဒါပေမဲ့သူတို့ကြောက်တာတယောက်ကဘယ်သူလဲဆိုလို့ရှိရင်ကင်မရာမင်းနဲ့ယောက်ျားလေးတွေရုပ်ဝဲချစ်ပြောပြပေးတာနော်တခြားသူတွေရဲ့စကားတော့တခွင်းနဲ့ပြောတယ်ဆိုလို့ရှိရင်10ခွင်းနဲ့ပြန်ပြောနိုင်ဖို့ရန်အတွက်အားကောင်းတယ်နော်အားကောင်းတယ်ပြောရမယ်ဒါပေမဲ့ကင်မရာမင်းကပြုံးဆိုလို့ရှိရင်ဘာမှပြန်မပြောပြုံးကြတယ်ဟိုဘက်လဲဆိုလို့ရှိရင်လဲကြလိုက်ငုံဆိုလို့ရှိရင်ငုံပြလိုက်နော်နည်းနည်းမော့ဆိုလို့ရှိရင်မော့ပြလိုက်နဲ့သူတို့စကားနားထောင်တဲ့သူတယောက်ရှိတယ်အဲ့ဒါကကင်မရာမင်းမဲတဲ့ကြားစကားမဟုတ်ဘူးဆရာစကားလည်းမဟုတ်ဘူးဒေါက်တာစကားလည်းမဟုတ်ဘူးနော်ကင်မရာမင်းစကားတော့အများနားထောင်နေတယ်အဲ့အတွက်ကြောင့်မလို့ကိုမိမစိတ်ဆိုးပြီးကိုချစ်သူစိတ်ဆိုးပြီးဆိုလို့ရှိရင်လိုက်လို့မယ်နော်ငါနင်းစိတ်ဆိုးနေတာလားငါဓာတ်ပုံရိုက်နေတယ်နော်ဆိုလို့ရှိရင်တစ်ချက်လောက်အချိုးပြောင်းသွားနိုင်တဲ့အခြေအနေရှိတယ်အဲ့ဒီ keyword လေးကိုတည်ထားလို့ရှိရင်တော့အများကြီးတက်တာလိုက်မယ်ထင်တယ်နော်အဲ့အတွက်ကြောင့်မလို့အဲ့တစ်ချက်တော့ပြောပြချင်တယ်စောနာတော့ကလည်းအားလုံးကအတက်ဒီအောင်လိုက်အလားဆုံးပုံလေးတွေပေါ်ချင်တယ်ဆိုတော့နော်အလားဆုံးလေးထွက်လာပါစေဆိုပြီးတော့ပြောပြချင်တယ်ပြီးလို့ရှိရင်2025ခုနှစ်မိခင်များနဲ့မှာဖျားရှင်ရဲ့မျက်နှာသာခံစားရပြီးတော့ဖျားရှင်ရဲ့အလိုတော်နဲ့အညီကျမအယံပဲအပြောချင်ဆုံးဖြစ်တဲ့ဖျားရှင်ရဲ့ချစ်ချင်းမေတ္တာနဲ့မိခင်ရဲ့ချစ်ချင်းမေတ္တာအကြောင်းကိုအားရပါးရကျင့်အောင်ပြောခွင့်ရတဲ့အတွက်ကြောင့်မလို့ဖျားရှင်နာမကိုရှေးဥစွာချီးမွမ်းပါတယ်7 နာရီမှာအသင်းတော်တပါးမှာသွားတယ်ပြီးလို့ရှိရင်3 နာရီမှာအသင်းတော်တပါးမှာသွားရတယ်ပြီးတော့အိမ်ကိုတော့ရှောက်ရောက်လာတယ်ဆက်လက်ပြီးတော့နေဝင်မိုးချုပ်ဖျားကောင်းမြတ်တဲ့အကြောင်းကိုပြောနေရတော့ခွင့်ရလို့အသက်ရှင်ခွင့်ပေးတဲ့ဖျားဒီအတန်ကိုအသုံးပြုတဲ့ဖျားတာရွဘုံတော်ထင်ရှားပါစေဟာလေလုယာဟာလေလုယာကျေးဇူးတော်တက်တက်ဖြစ်တယ်ခေါ်ပါအောင်ဖိတ်ပါအောင်လို့တောင်းဆိုလို့မရတဲ့အရာတစ်ခုဖျားသခင်ရဲ့အလိုတော်ရှိမှတာလေဖြစ်လာနိုင်တဲ့အခွင့်အရေးတစ်ခုကျွန်မခံစားရလို့မို့အထူးကျေးဇူးတင်တယ်ဒီလိုမျိုးအခြေအနေမှာဝမ်းမြောက်ဝမ်းသာစွာနဲ့လွတ်လပ်စွာနဲ့ဖခင်ရဲ့နာမတော်မြတ်မှာပါဝင်လို့ရအောင်ကျမကိုထောက်ပံ့ပေးတဲ့ထောက်မပေးတဲ့ယောက်ျားကောင်းခင်ပွန်းကောင်းဆရာပေါ်မှာလည်းကျေးဇူးတင်တယ်မိသားစုပေါ်မှာလည်းကျေးဇူးတင်တယ်ဆိုတဲ့စကားပြောချင်ပါတယ်ပြီးလို့ရှိရင်တူနဲ့လည်းပြောချင်တယ်မိတ်ဆက်စကားတော့အများကြီးမပြောတော့ဘူးเนาะမိတ်ဆက်စကားပြောလို့မို့ပြောင်းလဲတဲ့သူမရှိဘူးဆိုတော့ဒီနေ့မိခင်များနဲ့ဖြစ်ပေါ်လာတဲ့အကြောင်းအရင်းအများကြီးပြောတာတဲ့စာလို့ရှိရင်မိခင်တွေကိုဘယ်လိုချစ်ရမလဲမိခင်တွေကဖျားရဲ့မျက်နှာตาကိုဘယ်လိုနဲ့ရှာတယ်ဆိုလို့ရှိရင်လောက၌အသက်ရှင်ရခြင်းဒီတာရွေ့ပေါ့နော်ဘယ်လိုကောင်းချီးမင်္ဂလာဖြစ်လာမလဲဆိုတဲ့အချစ်ကလေးတစ်ချစ်နှစ်ချစ်နဲ့တာရွေ့ဖျားကောင်းမြတ်တဲ့အကြောင်းကိုခွန်အားပေးချင်ပါတယ်အာမင်အဲ့ဒီတော့ကြောင့်မလို့ဒီနေ့ဆီယမခွန်အားယူဖို့ရန်အတွက်ယူဆောင်လာတဲ့နှုတ်ကပတ်တော်ကတော့တိမောသေဩဝါဒစာပထမစာဆောင်တိမောသေဩဝါဒစာပထမစာဆောင်အခန်းကြီး9အခန်းငယ်လေးတားမြင်ရှိတော်မုတ်ဆိုးမဖြစ်လင်ထိုတားမြင်တို့သည်ရှေးဥစွာဖယားဝတ်ကိုမရီမလျက်မိမိအိမ်ကိုပြုစု၍မိဘဘိုးဘွား၌ဂျေဇုဆက်ခြင်းကတင်ကြစေထိုအမှုသည်ဖယားသခင်နှစ်သက်တော်မူသောအမှုဖြစ်၏မိဘတားမြေတို့သည်ရှေးဥစွာဖယားဝတ်ကိုရီမလျက်မိမိအိမ်ကိုပြုစု၍မိမိဘိုးဘွား၌ဂျေဇုဆက်ခြင်းကတင်ကြစေထိုအမှုသည်ဖယားသခင်နှစ်သက်တော်မူသောအမှုဖြစ်၏ဖယားသခင်နှစ်သက်တော်မူသောအမှုဆိုတဲ့ခေါင်းစဉ်နဲ့ခွန်အားယူကြရအောင်ပြီးလို့ရှိရင်ဆောနာကကျမတို့ဒီဘာလဲတဲ့ခိုင်ရင်နဲ့နူစန်ဒီမ်နော်သမီးငယ်စန်ဒီမ်ဆိုတော့ဖတ်သွားတဲ့ကျမ်းပိုက်ထဲမှာပါတယ်အဲ့ဖက်ဩဝါဒစာခန်းကြီး6ခန်းငယ်တင်မှာ3တာသမီးတို့
ဘုရားသခင်၏အလိုတော်နှင့်အညီမိဘစကားကိုနားထောင်ကြလော့မိဘစကားကိုနားထောင်ခြင်းအမှုသည်ဘုရားတရားသောအမှုဖြစ်၏မိဘကိုယိုသေးစွာပြုလော့ဤပညတ်တော်ကတင်ဒီပြည်တော်၌ကောင်းစား၍အသက်တာရှိမည်အကြောင်းဟု၍ဂရိတော်နှင့်ဆိုင်သောပညတ်ဖြစ်၏ကဲတတိယအချက်အနေနဲ့မှတ်ထားကြလားမသိဘူးနော်မမှတ်လို့ရှိရင်ကတော့လမ်းမေး၌ကျဲတော်မျိုးစိတ်ကဲတော့ထွက်သွားတာနဲ့ပျောက်သွားနိုင်တယ်မှတ်ကြပါအောင်နော်ညံကောင်းတဲ့သူတွေ့တော့ကျန်းစာပါဆရာမလို့ဘူးမှတ်ဆရာမလို့ဘူးပါနော်တတိယကျမ်းချက်နေနဲ့တုတ်တန်ကြအခန်းကြီး31အခန်းငယ်30ထဲမှာယင်ကြီးသောအရာဒီလက်စားခြင်းနဲ့ယင်တ၏လာသောအစင်းဒီလည်းအချင်းနှင့်ဖြစ်၏ထာဝရဘုရားကိုကြောက်ရွံ့သောမိမမူကချီးမွမ်းခြင်းကိုခံရလိမ့်မည်ဟာလေလုယာဘယ်သူကိုချီးမွမ်းခြင်းခံရမယ်ဆိုပြီးတော့နှုတ်ကပတ်တော်ထဲမှာပြောထားတယ်လေထာဝရဘုရားကိုကြောက်ရွံ့တဲ့သူကိုဘုရားရှင်ကချီးမွမ်းခြင်းခံရမယ်လို့ပြောထားတာဖြစ်တယ်ဟာလေလုယာဒီနေ့မိခင်များနဲ့ဖြစ်ပေါ်လာတဲ့အကြောင်းအရင်းကိုကြည့်မယ်ဆိုလို့ရှိရင်ဖယားကိုချစ်ပြီးသူတပားပေါ်မှာကောင်းမှုကိုအမြဲတမ်းပြုချင်တဲ့အန်းဆိုတဲ့မိခင်တယောက်ကြောင့်မလို့ဒီလိုမျိုးမိခင်များနဲ့ဂုဏ်ပြုခြင်းကျင့်ပလာနိုင်ရတာဖြစ်တယ်အန်းဟာဆိုလို့ရှိရင်သူအသက်ရှင်ခြင်းမှာသူ့ရဲ့ပါဝင်နိုင်တဲ့ကာလနဲ့ Sunday School 25နှစ်အသင်းတော်ထဲမှာပါဝင်တယ်သူသားသမီးတွေအားလုံးကိုဖယားရဲ့လမ်း၌လမ်းပြပေးတယ်သူရဲ့ဆန္ဒဟာဆိုလို့ရှိရင်အမေရိကန်နိုင်ငံမှာရှိတဲ့အမျိုးသမီးတွေစစ်ပွဲမှာများစွာတေဆုံးတဲ့အချိန်မှာအမျိုးသမီးတွေကိုဂုဏ်ပြုချင်တဲ့ဆန္ဒသူ့မှာရှိတယ်ဆုတောင်းတယ်သူရဲ့ဆုတောင်းတန်ကိုသူရဲ့သမီးအန်ဂျယ်ရီကကြားတဲ့အတွက်ကြောင့်မလို့သူ့အမေရဲ့ဆုတောင်းတန်သူ့ရဲ့နားထဲမှာကြားပြီးသူ့နှလုံးသားထဲမှာအဲ့ဒီမျိုးစိတ်ကရှိလာတယ်ပြီးလို့ရှိရင်သူ့အမေကအသက်80နှစ်ရှိပြီးတဲ့နောက်ပိုင်းမှာဆုံးသွားတဲ့အချိန်မှာသူ့အမေမရှိတော့တဲ့နောက်ပိုင်းမှာသူ့အမေရဲ့ဆုတောင်းတန်ကိုသူပြန်တရိရတယ်သူ့အမေရဲ့တန်ဖိုးကိုသူတိလာတဲ့အတွက်ကြောင့်မလို့အိုးမိခင်များနဲ့ကတကယ်ချင်းပတဲ့နေ့ဖြစ်တယ်ဆိုပြီးတော့သူပို့ပြီးတော့တရိရတာပြီးတော့လှုပ်ဆောင်ခြင်းနဲ့ဆန္ဒပို့ပြီးတိုးပွားလာခဲ့တာဖြစ်တယ်အဲ့အတွက်ကြောင့်မလို့သူ့အတင်းတော်မှာမိခင်များသူ့အမိခင်ကိုတရိရတဲ့နေနဲ့အောက်မေ့တဲ့နေနဲ့အစည်းအဝေးဒီလိုမျိုးပေါ့နော်ကျင်းပပေးတယ်အဲ့ဒီပြီးတော့နောက်ပိုင်းမှာ तू ကသူ့မိခင်တယောက်တည်းအဲ့လိုမျိုးဂုဏ်ပြုခြင်းခံထိုက်တဲ့သူမျိုးပဲနဲ့မိခင်တွေအားလုံးကတကယ်သားသမီးတို့ဆိုလို့ရှိရင်သူရဲကောင်းတွေဖြစ်တယ်ဆိုပြီးတော့မိခင်တွေအားလုံးဂုဏ်ပြုခြင်းခံရအောင်တဆင့်ပြီးတဆင့် तू လှုပ်ဆောင်လာတဲ့အတွက်ကြောင့်မလို့မိခင်တွေအားလုံးဒီလိုမျိုးဘာလဲဂုဏ်ပြုရတော့နေ့တည်းဖြစ်လာအောင်ဖျားရှင်ရဲ့အလိုတော်နဲ့အညီကောင်းတော်မှုဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ကျမတို့တွေတဲလည်းပဲမိခင်များနဲ့မှာဂုဏ်ပြုခြင်းခံရတာဖြစ်တယ်အာမင်အဲ့ဒီအတွက်ကြောင့်မလို့ဖျားကိုချစ်တဲ့အမျိုးသမီးတွေကြောင့်တာလျင်ကောင်းမှုတွေတစ်ခုပြီးတစ်ခုပေါ်ထွက်လာတာဖြစ်တယ်အာမင်သူတို့တွေကြောင့်မလို့ဒီလောက်ထိကောင်းမွန်တဲ့အရာလောကမျက်နှာမှာလှုပ်ဆောင်နေရတယ်ဆိုလို့ရှိရင်တင်းနဲ့တင့်သားသမီးတွေတင့်မိသားစုတွေကြောင့်ဖခင်ရဲ့အလိုတော်နဲ့အညီဖြစ်တဲ့ကောင်းမှုဘာကိုပြုနိုင်ဖို့ရန်အတွက်ကျမတို့ဆက်လက်ပြီးတော့လှုပ်ဆောင်နိုင်မလဲဆိုတာကိုကျမတို့ဒါရွတ်အားထုတ်ကြရအောင်ဟာလေလုယာဒီနေ့မိခင်တွေဟာဆောနာကညီမငယ်စန်းတင်ပြောတော့တာကျမအယံခွန်အားရတယ်မိခင်တွေအားလုံးကဆိုလို့ရှိရင်တခြားဘာမှမလုပ်ပြီးရင်တော့မှ6လတိလွေပြီးတော့10လမှာဖွားမြင်ပေးတာဟာဆိုလို့ရှိရင်ဘာအရာနဲ့မှဒီအရာကငွေပေးပြီးတော့အဖိုးခပေးပြီးတော့သူတို့ရဲ့ပင်ပန်းခြင်းကိုကျင့်နှံ့စေနိုင်မှာမဟုတ်အဲ့ဒီတော့ကြောင့်မလို့အင်္ဂလိပ်လူမျိုးတွေအင်္ဂလိပ်အမျိုးသမီးတွေကိုရီးယားအမျိုးသမီးတွေတရုတ်အမျိုးသမီးတွေကလားအမျိုးသမီးတွေနော်ချင်းအမျိုးသမီးတွေအားလုံးကသားသမီးကို6လလွေတာချင်းတူတူဖြစ်တယ်10လဖွားရတာချင်းတူတူဖြစ်တယ်နာကျင်ရတာလည်းအတူတူဖြစ်တယ်
ကိုအမေခံရတာကချင်းမလို့အေးဆေးပဲလေဆိုပြီးတော့သွားမထင်နဲ့နော်ကိုအမေရဲ့ကိုမွေးဖွားပေးခြင်းနဲ့ကိုဝင်လွေပေးခြင်းကြတော့ဘာမှနေလေးနဲ့မစင်းစားပဲနဲ့ဟောတရုတ်လူမျိုးတရုတ်မျိုးသမီးကိုကြတော့ပို့ပြီးတော့တာမိုးထားပြီးတော့ဗောနော်သူတို့တွေကြတော့ဘယ်လဲအထင်ကြီးပြီးတော့ဗောနော်ယိုသေးပြပြီးတော့ကိုမိခင်အရင်ကိုတော့မယိုသေးပဲနဲ့မလေးစားပဲနဲ့ဒီအတိုင်းနဲ့ပဲခောက်ထားမိသလားခောက်ထားလို့မရတဲ့မိခင်မေတ္တာတစ်ခုကိုကျမတို့စာမျက်နှာကောင်းကောင်းမှာထင်ရှားစေကြရအောင်ဟာလေလုယာတင်းရဲ့မိခင်ကဘလောက်ပဲပညာမရှိသည်ဖြစ်ပါစေဘလောက်ပဲမလှသည်ဖြစ်ပါစေဘလောက်ပဲဆင်းရဲသည်ဖြစ်ပါစေဟိုမှာချမ်းသာတဲ့မိခင်တယောက်ထက်ဟိုမှာပညာရှိတဲ့လှပတဲ့မိခင်တယောက်ထက်တင်းရဲ့မိခင်ကတန်ဖိုးရှိတယ်လို့တိတတ်ဖို့ရန်အတွက်ဖျားရှင်ကောင်းချီးပေးပါစေထို့တော့တိတတ်ခြင်းအရာတွေတည့်အတွက်ကောင်းကြီးမင်္ဂလာဖွင့်ခြင်းအရာတစ်ခုဖြစ်တယ်အာမင်ကိုတတိမကိုတော်မကိုဘာမှမလုပ်ကြွေးပဲနဲ့ချစ်ပြခင်ပြလေးစားပြတာပဲကိုဒီအရွယ်ရောက်လာအောင်နာတဲ့ချိန်မှာစားတဲ့ချိန်မှာခက်ခဲတွေ့သမျှအပေါ်မှာကိုအသက်အပူစားအပူပင်ဆုံးဖြစ်တဲ့မိခင်ကိုတော့ကျမတို့မိခင်ရှိသေးတယ်ဆိုတဲ့သူတွေအချိန်မီမိခင်ကျင်အောင်ကိုလှုပ်ဆောင်နိုင်တာကိုစူးစမ်းပြီးတော့လှုပ်ဆောင်ပေးနိုင်ဖို့ရန်အတွက်စူးစမ်းကြရအောင်အာမင်ထို့တော့ပြုခြင်းအရာကဖခင်ရဲ့အလိုတော်နဲ့ညီတာဖြစ်တယ်ဟာလေလုယာအဲ့ဒီအတွက်ကြောင့်မလို့မိခင်တွေအားလုံးကိုတွေးလိုက်တာနဲ့ဟိုမှာပညာရှိတဲ့မိခင်နဲ့ဒီမှာပညာမရှိတဲ့မိခင်တွေအားလုံးကတန်းတူသားသမီးတွေတွေ့ခံစားရတာဖြစ်တဲ့အတွက်ကြောင့်မလို့တန်းတူလေးစားပေးကြပါလောကမှာရှိတဲ့မိခင်တွေအားလုံးဒီမိခင်များနဲ့မှာဂုဏ်ပြုတဲ့ကောင်းချီးမင်္ဂလာကိုခံစားရင်းနဲ့အသက်ရှည်ပြီးတော့လောက၌ပင်ကောင်းကင်၌ကျမတို့ခံစားရမယ့်ကောင်းချီးမင်္ဂလာလောက၌မြင်ဆိုင်ရတော့ခွင့်ဖျားရှင်ကောင်းချီးပေးပါစေပြီးတော့ပညာရှိတွေကဘယ်လိုပြောထားလဲဆိုလို့ရှိရင်မိခင်ဆိုတာအမေဆိုတာကအရာနှွေးထွေးမှုနဲ့ပြည့်တဲ့နာမည်ဖြစ်တယ်တဲ့ heaven ဆိုတဲ့ဘောနော်အင်္ဂလိပ်တရားဆိုလို့ heaven ဆိုတဲ့နာမည်ပြီးရင်ဒုတိယနှွေးထွေးမှုပေးတာကအမေဆိုတဲ့နာမည်ဖြစ်တယ်တဲ့အဲ့ဒီအတွက်ကြောင့်မလို့နာကျင်မှုတစ်ခုခုတွေ့ပြီးခလောက်တိုက်မိတိုင်းမှာအမေရဲ့ဆိုပြီးတော့အဲ့လိုမျိုးနဲ့အော်ချတာပဲကျမတို့ချင်းလူမျိုးတွေလည်းအဲ့လိုပဲကနူးဝေးဆိုပြီးတော့ပဲတာချတယ်အဲ့လိုမျိုးနဲ့ပေါ့နော်မိခင်ရဲ့နာမည်ကနာကျင်တဲ့ချိန်ဒုက္ခတွေ့တဲ့ချိန်မှာနှွေးထွေးမှုအပေးနိုင်ဆုံးနာမည်ဖြစ်တယ်အာမင်ပြီးလို့ရှိရင်ဘယ်လောက်နဲ့တောင်မှမိခင်ကိုချစ်အပ်တယ်လဲဆိုပြီးတော့ပေါ့နော်ပညာရှိတယောက်ကဘယ်လိုပြောထားလဲဆိုလို့ရှိရင်မိခင်ကိုတော့မှကိုမွေးပေးတဲ့မိခင်ကိုတော့မှမချစ်နိုင်တဲ့သားသမီးကားတဲ့ဖယားသခင်ရဲ့မြစ်တာလည်းသိမှာမဟုတ်ဘူးဖယားသခင်ကိုလည်းသိနိုင်မှာမဟုတ်ဘူးဆိုပြီးတော့မှအဲ့လောက်ထိပြောထားတာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ဖယားသခင်ကိုယ်တိုင်ကသူလောကီသားတွေကိုချစ်တယ်ဆိုတဲ့အရာကိုဘာနဲ့မွန်းတင်ထားတယ်လဲဆိုလို့ရှိရင်ဘာနဲ့နိုင်ရှင်ထားတယ်လဲဆိုလို့ရှိရင်အမျိုးသမီးနှုတ်တိုက်နေတဲ့အမျိုးသမီးတယောက်ကသူ့ရဲ့ကလေးကိုမေ့လျော့သည့်တိုင်အောင်ငါနင်တို့ကိုမမေ့ဘူးဆိုပြီးတော့ဘုရားသခင်ကမိခင်နဲ့နိုင်ရှင်ထားတာဖြစ်တယ်မိဘမဲ့အတူတူလေအဖေနဲ့မိဘမဲ့ဖြစ်လာတာတဲ့အမေနဲ့မိဘမဲ့ဖြစ်လာတာကပိုပြီးတော့နှွေးထွေးမှုရှိတယ်လို့လည်းပြောကြတယ်ဖခင်တွေကတော့သားသမီးတွေကိုချစ်တယ်ဒါပေမဲ့သားသမီးတစ်ယောက်နဲ့ယောက်မျက်နှာကိုထောက်ပြီးတော့အိမ်ထောင်နောက်ထပ်မပြုတ်ဘဲနဲ့ဒီတိုင်းနေနိုင်တဲ့ဖခင်ရှားတယ်လို့ပြောကြတယ်နော်မြတ်သားစော်ကားတာတော့မဟုတ်ပါဘူးပညာရှိတဲ့သူလူများစုပြောပြလို့မို့ကျွန်မပြန်ကြပြတာပါဒါပေမဲ့မိခင်တွေကလေဘလောက်ပဲပညာမရှိဘူးပြောဘလောက်ပဲအားမရှိဘူးပြောဘလောက်ပဲချို့တဲ့တယ်ပြောသားသမီးတွေအတွက်ဆိုလို့ရှိရင်သူရဲကောင်းလုပ်ပြီးတော့ရက်တည်ရဲတဲ့တတ်သိရှိကြတယ်ဥပမာဆိုလို့ရှိရင်နော်နူးဟောင်းနူဆိုလို့ရှိရင်အရင်ကပိန်ညောင်လေးနော်သူကအဲ့ဒီတော့ကတော့မတန်ဆွမ်းမလို့နဲ့ကြည့်ပေမဲ့ဘလောက်ပဲဝတ်တုတ်ကလေးကိုအမြဲတမ်းပိုးနိုင်တယ်
အရှိကတယောက်နောက်ကတယောက်အဲ့လိုမျိုးနော်မိခင်တယောက်ရဲ့ခွန်အားကလေဗလမှာမဟုတ်ဘဲနဲ့နှလုံးသားမှာဖြစ်တယ်ဟာလေလုယာနှလုံးသားနဲ့ကျမတို့ရဲ့ဘဝတွေကိုလှပဖို့ရန်အတွက်အိုးပျော်ရွှင်ဖို့ရန်အတွက်တကယ်ပေးဆက်ပေးတာကမိခင်သားဖြစ်တယ်မိခင်လိုမျိုးကျမတို့ပေါ်မှာကျွန်တော်တို့ပေါ်မှာထပ်ပြီးတော့မေတ္တာပေးနိုင်တဲ့သူလောကမှာနောက်တစ်ယောက်မှပြန်ပြီးတော့မွေးဖွားနိုင်တာမဟုတ်ဘူးလို့တောင်မှပြောကြတာဖြစ်တယ်ကျမလည်းအဲ့လိုပဲမြင်တယ်ဘာဖြစ်လို့လဲကျမတို့ကိုကောင်းစားစေချင်ဆုံးသူတယောက်လက်ညှိုးထိုးပါဆိုလို့ရှိရင်မိခင်ကိုပဲလက်ညှိုးထိုးရမှာဖြစ်တယ်ကျမအမေကလေအိမ်ထဲမှာပြောဖူးတာဆိုလို့ရှိရင်ဥပမာအကိုတွေပေါ့နော်နည်းနည်းစကားနားမထောင်ဘူးဆိုလို့ရှိရင်နင်တို့တွေတဲ့ငါစကားကိုနားမထောင်ကြဘူးငါကနင်တို့အကောင်းဆုံးဖြစ်စေချင်လို့သာလောကမှာလေဘသူကိုဘယင်ဖြစ်စေချင်တယ်လက်ညှိုးထိုးနင်လက်ညှိုးထိုးတဲ့သူကိုငါတို့ဘယင်ခတ်မယ်ဆိုလို့ရှိရင်နင်ကလွေးလို့ငါကဘသူကိုလက်ညှိုးထိုးနိုင်မလဲဆိုပြီးတော့အမေပြောတာကျမကြားဘူးတယ်အဲ့ဒီတော့ချောင်းမလို့ကျမတို့အတွက်ဆိုလို့ရှိရင်အကောင်းဆုံးသူညာနဲ့မိတလောက်သူခွန်အားနဲ့မိတလောက်သူသက်ဆွမ်းနိုင်တလောက်အကောင်းဆုံးချစ်ပြုတ်ပေးလို့ပေးတာကဆိုလို့ရှိရင်အမေတွေကအမတန်နဲ့မှပင်ပန်းနေဖြစ်ပါစေမေတ္တာကြောင့်သာဖြစ်တယ်ထိုမေတ္တာကိုမစော်ကားမိပါစေနဲ့ဟာလေလုယာထိုမေတ္တာကိုစော်ကားမိတဲ့သူဒီအမောင်၌မီးကိုပိတ်လက်တကယ်လို့ပေါ့နော်ကိုရဲ့အနာဂတ်ကိုတကယ်အမောင်ခတ်တာပဲဖြစ်တယ်ဆိုပြီးတော့မှသုတ်တန်ကျမ်းထဲမှာပြောထားတာဖြစ်တယ်မိခင်ရှိသေးတဲ့သူတွေတစ်ချက်လောက်လက်ထောင်ပေးပါအောင်ဖျားကောင်းကြီးခံစားရတာဖြစ်တယ်အာမင်မိခင်ရဲ့မေတ္တာကိုနားလည်ပြီးတော့မိခင်ပေါ်မှာအမေနေကောင်းလားအမေကိုချစ်တယ်ဆိုတဲ့စကားတစ်ခွန်းနဲ့အမေကိုနှစ်သိမ့်ပေးပါမိခင်များနဲ့မှာအမေကိုချစ်တဲ့ကြောင့် Facebook ပေါ်မှာတော်လကောနော်လူအများရှိမှချပြတဲ့သားသမီးတွေရှိတယ်ဆိုလို့ရှိရင်လက်ထောင်ပေးပါဦးဆရာထောင်လေးဆရာဓာတ်ပုံကျမအမေနဲ့သူ့အမေတောင်မှဓာတ်ပုံအတူအကြီးတာချင်းအတူနဲ့မထားဘူးသူ့အမေဓာတ်ပုံကိုပို့ပြီးတော့ကြည့်အောင်တင်တယ်နော်ဆရာကနော်ကိုအမေဂုံပြူတဲ့မိခင်များဂုံပြူတဲ့နေ့မှာတောင်မှကိုအမေကိုချစ်တဲ့ချောင်းကိုမတင်ပြရဲဘူးဆိုလို့ရှိရင်ဘယ်အချိန်မှတင်ပြမလဲနော်တကယ်တော့ဒီချိန်မှလည်းတစ်တည်ပြပါဒီမိခင်များနဲ့မှမဟုတ်ဘဲနဲ့အမြဲတမ်းမိခင်ကိုတက်ရှင်နေတဲ့ရွှေကျင်နာအောင်ထားပေးနိုင်တဲ့သားသမီးဖြစ်အောင်လဲကြိုးစားပေးကြပါဟာလေလုယာထို့တို့ပြုခြင်းကအဖက်ဩဝါဒစာထဲမှာပြောထားတယ်ဖျားရဲ့အလိုတော်နဲ့ညီတယ်တဲ့ဖျားရဲ့အလိုတော်နဲ့ညီပြီးတော့အသက်ရှင်တော်သူတာလျင်ဖယားသခင်ကလူတွေမမြင်သေးတဲ့နော်ကောင်းကြည့်မင်္ဂလာလူတွေပေါ်မှာမသိရောက်သေးတဲ့အသက်တော်ကောင်းကြည့်မင်္ဂလာလမ်းတွေကိုဖွင့်ပြပေးကောင်းကြည့်တာရွခံစားစေမှာဖြစ်တယ်ဟာလေလုယာအဲ့ဒီတော့ကြောင့်မလို့မိခင်တွေကိုချစ်တတ်အောင်ဒီမိခင်တွေရဲ့ပေးဆက်ခြင်းကိုတစ်ခုပြီးတစ်ခုပြန်ပြီးတော့တတိယစေခြင်းနဲ့ပြီးလို့ရှိရင်ကျမတို့ချင်းအမျိုးချင်းလူမျိုးတွေမှာပေါ့နော်သားသမီးမွေးလာပြီဆိုလို့ရှိရင်ကြည်ကြတယ်တဲ့ဟိုတုန်းကတော့အော်ထားဆောင်မရှိဘူးလေနော်မွေးလာတဲ့နဲ့တခါတည်းပေါင်ကြားလာပြီးတော့ကြည်ကြတယ်တဲ့မဂွေးဦးလေးပါလာပြီဆိုလို့ရှိရင်ပေါ့နော်ဟာအဖေအရန်ဂုံယူတယ်တဲ့နော်အမေကလည်းအိုးငါအခုမှတာလင်ပေါ့နော်တကယ်ရွှေမျိုးတွေရှစ်မှာငါတကယ်မျက်နာပြရဲတော့မယ်ဆိုပြီးတော့တားယောက်ျားနဲ့ဂုံယူကြတဲ့ချင်းလူမျိုးတွေဖြစ်တယ်တခါကျမကြားဖူးတာလေလူလည်းပြောတယ်ဆိုလို့ရှိရင်အားလုံးသိတယ်နော်ပြောလိုက်မယ်အထင်သေးတယ်စော်ကားတယ်ဆိုပြီးတော့ပြောချပါနဲ့ထဲမုံပေါ့နော်တည်ဖူးတယ်နော်ပန်းချံမှာတစ်တီးတွေရောင်းတဲ့ထဲမုံလေသူ့ကိုလေဟိုမျိုးသမီးတယောက်ကပြောတယ်ထဲမုံရဲ့တဲ့နေကလေနေမွေးဖွားတဲ့ချိန်မှာနေအဖေနဲ့အမေကတော့အမလေးတားယောက်ျားမွေးပြီဆိုပြီးတော့ဂုံယူဝမ်းတာနေမှာအခုကျတော့နေကတခါတည်းတရတီးခူးရောင်းပြီးတော့ပန်းချံမှာအိတ်နော်မလေးရှားမှာနေပြီးတော့တရောင်းစားလို့ဝတ်စားတာ
ကောင်းကောင်းနဲ့တတိဝရိယရှိပါအောင်အတိတရားဝင်ပါအောင်ဆိုပြီးတော့ပြောတဲ့ချိန်မှာအဲ့ဒီသူကလည်းသူမခါနိုင်ဘူးလေဗီရဆန်နုမေပါလေမင်္ဂလေးအတန်တိတ်နေဆိုပြီးတော့တော့မှပြန်ပြောသေးတယ်နော်မိဘတွေကတားယောက်ျားတယ်တင်မွေးဖွားလာတဲ့ချိန်မှာတင့်ကိုအယမ်းပဲမျောလင့်တာဖြစ်တယ်တင်ငယ်တုန်းကတော့အမိဘကအမေကလေတကားကိုကြော်သွားရမယ်အပြင်ထွက်တော့မယ်ဆိုလို့ရှိရင်ညွဲအမေမထားခဲနဲ့လိုက်မယ်ဆိုပြီးတော့အမေစကတ်ဘောင်းဘီလေးကိုအမြဲတမ်းဆွေးနေတဲ့တင်ကကြည်ပြင်းလာပြီးတဲ့နောက်ပိုင်းမှာတကယ်အဲ့ဒီချစ်ချင်းတွေကိုတကယ်ခိုင်မြဲစေသေးလားကြီးလာလေအမေနဲ့ဝေးလေအမေဆန္ဒသဘောတွေကိုလစ်လျူရှုလေဖြစ်မိသလားတကယ်တော့ကြီးလာလေတိတက်လေတာရွက်မိခင်အတွက်ကောင်းကျိုးပြုချင်လေဖြစ်ရမှာဖြစ်တယ်ဒါပေမဲ့တင်းတို့နှလုံးသားနေရာတွေမှာဘယ်သူကနေရာယူသွားပြီလဲကြီးလာလေကိုမိခင်မမနိုင်တဲ့အလေးတစ်ခုမှအောင်မလုံးနိုင်တဲ့အရာတစ်ခုကလေးကိုလှုပ်ပေးနိုင်အောင်အမေရဲ့ဘာဖြစ်ချင်တဲ့အရာတစ်ခုလေးကိုလှုပ်ပေးနိုင်အောင်ဆိုပြီးတော့တင်အားထုတ်ကြိုးစားတင်တာဖြစ်တယ်တင်ရဲ့ကြိုက်တယ်လို့စားတော့ဖို့အတွက်တင်ရဲ့ကြိုက်တယ်လို့နေဖို့ရန်အတွက်တင်ကိုတင်မိခင်ကပြုစုပေးတာမဟုတ်ပါဘူးတင်လမ်းမတော်တဲ့ချိန်မှာမိခင်ကလမ်းသွားတအောင်တင်ပေးတာဖြစ်တယ်လမ်းသွားတအောင်တင်းရဲ့လက်ကိုကင်ပြီးတော့တင်ပေးတဲ့တင်းရဲ့မိခင်ကိုသေတဲ့အထိထိုလက်ကိုခိုင်အောင်မြဲအောင်တွေးပေးပါလက်မလွတ်ပေးနဲ့ဝင်းနေပေမဲ့အမေခွန်အားရှိအောင်တင်းရဲ့စကားနဲ့အမြဲတမ်းထပ်ချလုပ်ပေးပါခွန်အားပေးပါအမေတွေကလေသားသမီးတွေလေကောင်းမွန်စွာနဲ့လုံခြုံစွာနဲ့နေဖို့ရန်အတွက်သူ့ရဲ့အနာဂတ်မှာကိုထက်တာ၍အောင်မြင်တော်သူတာ၍ဗာလဲလှုပ်ဆောင်နိုင်တော်သူပေါ့နော်အဲ့လိုမျိုးဖြစ်အောင်ဆန္ဒရှိတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မလို့သူတို့မရောက်ဘူးတဲ့နိုင်ငံခြားတွေရောက်အောင်ပို့ပေးတယ်သူတို့မတင်ဘူးတဲ့ပညာတွေတင်အောင်ကိုပညာသင်စေတယ်ကိုတွေကလေနာမည်မဖတ်တတ်တဲ့သူတွေဒီချိန်ထဲမှာရှိသေးသလားမရှိတော့တော့ဘူးထင်တယ်နော်ကျမအမေဆိုလို့ရှိရင်လေတကယ်အမေကိုကြည်နေကျမအရန်လဲချစ်တယ်အရန်လဲတနာမိတယ်အမေတခါကျမရန်ကုန်သွားခါနီးမှာသူ့တငယ်ချင်းတို့စာရေးတယ်လီလေးကပေးပင်ပေါက်လေးလိုပဲဒါပေမဲ့ဟောနော်သူအဲ့ဒီစာကိုခောက်ပြီးတော့ချင်းစာနဲ့ရေးတာဗမာစာဆိုလို့ရှိရင်သူ့နာမည်တောင်မှသူမရေးပေးနိုင်ဘူးဒါပေမဲ့ဗမာစာတောင်မှသူ့နာမည်နဲ့မရေးပေးနိုင်တဲ့အမေကလေမြေလေးကိုသူးဆွားရင်ကြစ်လို့ပေါ့နော်မြေလေးကိုသူးဆွားရင်ကျမတို့ရဲ့အနာဂတ်အတွက်စားချင်တာကိုမစားဝတ်ချင်တာကိုမဝတ်နေချင်တယ်လို့မနေထချင်တဲ့တိုင်းမှာမထပဲနဲ့ချိုးဖဲ့ပြီးတော့ကိုယ်အတွက်ပေးဆက်လာတဲ့အမေတွေဖြစ်တယ်ဖခင်တွေတော့ဖခင်များနဲ့မှပြန်ပြောမယ်လေနော်အဲ့ဒီအတွက်ကြောင့်မလို့မိခင်တွေအသက်ရှင်သေးတယ်ဆိုလို့ရှိရင်အချိန်မီအမေကျင်အောင်ကျွန်တော်ဘာလုပ်ပေးနေတယ်လဲကျမဘာလုပ်ဖို့အတွက်အခွင့်အရေးရှိသေးတယ်လဲဆိုပြီးတော့တစ်ချက်လောက်ကျမတို့ပြန်ပြီးတော့အာယုံတခြားနေရာမှာကျဲမှာထားမယ်ကို့အမေပေါ်မှာပြန်ပြီးတော့တတိယကြရအောင်မိခင်မရှိတော့တဲ့သူတွေလည်းဝမ်းမနေနဲ့မိဘမဲလို့တင့်ကိုဖျားတကယ်ကပြစ်ထားတာမဟုတ်ပါဘူးဖခင်ရဲ့မေတ္တာကမိဘမေတ္တာထက်တောင်မှပို၍ကြီးမားတာဖြစ်တယ်ဟာလေလုယာပို၍ကြီးမားတဲ့မေတ္တာကတင့်ကိုရစ်ပတ်နေသေးတဲ့အတွက်ကြောင့်မလို့မငယ်ပါနဲ့ဆိုပြီးတော့ခွာပေးခြင်းနဲ့အာမင်ဖခင်ရဲ့မေတ္တာမှာတာ၍တိုးဝင်တတ်တော်သူတွေဖြစ်အောင်ဖျားရှင်ကောင်းကြီးပေးပါစေမိဘအသက်ရှင်ရဲ့သားနဲ့မိဘပေါ်မှာမကျဉ်းပ်ပြီးတော့ငုတ်တုတ်ကြီးမိဘကိုညူဆူတတ်တဲ့သားသမီးတွေရှိတယ်ဆိုလို့ရှိရင်နှလုံးသားထဲကနေဆွေးနှုတ်လိုက်ပါဘာကြောင့်လဲဆိုလို့ရှိရင်လူမပြောနဲ့တလိษံနေတောင်မှ
Amiga, my pew so baby solution, G twala, and I say, I don't she will pity. No, Jemma Jiga to take a lip outlet, Timali. Jemma Jiga, down it out, Peter. Eddie Jemma Gina, man, Dwaji like any Jemma Jiga, a yinga take Bobita. So be done, like be done, no, but be my pity, but only. 即馬子當馬嚟，都打得咪呢個鐵鋪人對阿撈鐵貴價俾他撇的，得你神我打當，阿比行神嘅節啦，行神那邊阿媽嚟阿媽佢打嚟咯，阿打得佢屬下人地路啊行神嘅嘢，喏，即馬嘢對嘢講咧阿媽看嘛呗，အဲ့ဒါ鐵定嘢မိခင်嘢。တတိကလည်းအမခန်းတာရွကြီးမာတာဖြစ်တယ်။ဟာလေလုယာ။အဲ့ဒီတော့ကြောင့်မလို့နော်ဘာပဲဖြစ်ဖြစ်ကိုမိခင်မပြည့်စုံဘူးဆိုလို့ရှိရင်ကိုကမိခင်တဲ့တာရွပြည့်စုံအောင်ကြိုးစားပါ။မိခင်မပြည့်စုံခြင်းကတင်းရဲ့ပြည့်စုံခြင်းက cover လုပ်ပေးနိုင်တဲ့တိုင်အောင်တာရွကြိုးစားပေးကြပါဆိုပြီးတော့ဒီမှာရှိတဲ့သားသမီးတွေကိုပြောပြချင်တယ်ပြီးတော့မိခင်တွေအားလုံးနော်ကျမတို့တုတ်တန်ချမ်းထဲမှာတွေ့ထားတာပါလေဆိုလို့ရှိရင် last လို့ပြောမယ်နော် last ယဉ်ကျေးသောအရာတွေလက်စားခြင်းနဲ့ယင်တာဤလာသောအစင်းတွေလည်းအချင်းဤဖြစ်ဤထာဝရဘုရားကိုကြောက်ရွံ့သောမိမမုန်ကချီးမွမ်းခြင်းကိုခံရလိမ့်မည်တဲ့အသက်ရွယ်တဲ့အညီကျမတို့ရဲ့လှပခြင်းကပြောင်းလဲသွားမှာဖြစ်တယ်နော်အသက်ရွယ်ကြီးလာပြီဆိုလို့ရှိရင်ပရည်တွေတွန်းလာမယ်စပင်ဖြူလာမယ်သွားကျိုးလာမယ်ကိုသားသမီးတွေကလွယ်လွယ်ကိုဘယ်သူမှချစ်တော်မှာမဟုတ်ဘူးဒါပေမဲ့ဒီအပြင်ပန်းတဏ္ဍာတွေပြည့်စည်တာကတော့တဘာဝလောကဖြစ်တယ်ဒါပေမဲ့မပြည့်စည်နိုင်တာကတင်းရဲ့နှလုံးသားထဲမှာရှိတဲ့ချစ်ချင်းမေတ္တာကဖယားကိုလေးစားပြီးတော့သူတစ်ပါးအတွက်ကောင်းကျိုးပြုတယ်ဆိုလို့ရှိရင်တင်ငါပို့ပြီးတော့လေးစားခြင်းကိုခံရမှာဖြစ်တယ်ဟာလေလုယာအဲ့ဒီအတွက်ကြောင့်မလို့ကိုယ်နှလုံးသားကိုဖြူစင်စေပြီးဖယားရဲ့ချစ်ချင်းမေတ္တာကိုလူတွေကိုမြင်နိုင်အောင်နိုင်ရှင်ထားတဲ့မိခင်တွေဖြစ်တဲ့အားလို့ဆိုတာထိုနှလုံးသားကိုပြပေးနိုင်တဲ့မိခင်ကောင်းတဲ့ဖြစ်ဖို့ရန်အတွက်ဖျားရှင်ကောင်းကြည့်ပေးပါစေ။တင်းကိုအမေလို့တယောက်ကခေါ်ခံရပြီဆိုလို့ရှိရင်အမေဆိုတဲ့တာဝန်ဝတ္တရားတွေအားလုံးကိုတိတတ်ဖို့ရန်အတွက်အမေတွေအားလုံးဖျားရှင်ကောင်းကြည့်ပေးပါစေ။ဟာလေလုယာ။အမေဆိုတဲ့စကားတစ်လုံးကအယံတိုပေမဲ့တင်းရဲ့လှုပ်ဆောင်ရမယ့်အရာတွေအယံများနေတာဖြစ်တယ်။အိုးမပြီးနိုင်ဘူးကျမအိမ်ထဲမှာတခါတလေပြောတတ်တယ်အလုံးလို့တဲ့သူက update ရှိတယ်အမေက update မရှိဘူးနော်အလုံးလို့တဲ့သူတွေအတွက်ကကြတော့ဘာလဲအနားရရှိတယ်မိခင်ကလေနေမအနားရမပြောနဲ့နေမကောင်းတဲ့တရက်မှာတောင်မှလေဒါသမီးတွေကဘာစားရမှလဲဘာတောင်းရမှလဲပြာရခဖြစ်နေကြတာနော်နားရမရှိဘဲနဲ့လာစားမရှိဘူးလို့မပြောနဲ့နော်လုံးဝမနာမနေပဲနဲ့လှုပ်ပေးနေတာကအမေတွေဖြစ်တယ်အဲ့ဒီတော့ချမလို့မိခင်တင်ကတင့်နေရမှာကောင်းကောင်းမွန်မွန်နေတယ်ဆိုလို့ရှိရင်တင်းရဲ့အိမ်ကနေချင်းစပွဲတင်းယောက်ျားအတွက်တရဖို့ဖြစ်ပြီးတင်းသားသမီးများအတွက်နှွေးထွေးရာဖြစ်လာမှာဖြစ်တယ်ဟာလေလုယာနှွေးထွေးတဲ့အိမ်ကနေကြီးပြင်းလာတဲ့သားသမီးတယောက်ရဲ့တတ္တိကလေဘယ်နေရာမှာဘယ်ပညာရှိဓမ္မဝေယူလို့ရတဲ့ဆေးမရှိဘူးလို့ပြောတယ်။နှွေးထွေးမှုအပြည့်နဲ့ပြုစုခြင်းခံရတဲ့သားသမီးတွေရဲ့တတိကတကယ်ရဲရဲနဲ့ပြောတယ်။နှွေးထွေးမှုနဲ့ကောင်းမွန်စွာနဲ့ပြုစုခြင်းမခံရတဲ့သားသမီးတွေကအန်ကြောင်နဲ့ဖြစ်ပြီးတော့ထိတ်လန့်ပြရနဲ့ဖြစ်တတ်တယ်ဆိုပြီးတော့ပညာရှိတွေသုံးသပ်ထားတာဖြစ်တယ်။အဲ့ဒီတော့ကြောင့်မလို့နိုင်ငံကြီးဒီမှာဆိုလို့ရှိရင်နိုင်ငံတာဝန်ကိုထမ်းဆောင်မဲ့အကြီးအကဲရွေးတဲ့ခါကျလို့ရှိရင်သူ့ရဲ့ background ကိုကောင်းမွန်စွာနဲ့စီစစ်ပေးတာဖြစ်တယ်နော်ခက်ခဲတဲ့တာရွတ်ကြံ့ခံနိုင်အောင်အခက်ခဲပြဿနာများစွာကိုဘယ်လိုလဲစိတ်ရှိတီးခံပြီးတော့ကောင်းမွန်စွာရင်ဆိုင်ရတဲ့တတ္တိကလေမိဘကတာမွေးထုတ်ပေးနိုင်တာဖြစ်တယ်လို့ပြောတယ်တင်ကသားသမီးအတွက်အားစီကောင်းဖြစ်တယ်ဟာလေလုယာ
တင်ဘယ်လိုသားသမီးတွေကိုပြုစုပေးတယ်လဲတစ်ချက်လောက်ဒီထဲက hand stick လေးပြပေးပါအောင်မိခင်များနဲ့မှာကျမလက်ဆောင်ပေးချင်တာကဒါဖြစ်တယ်တွေးကြသလားအဲ့လိုမျိုးလုပ်တယ်ဆိုလို့ရှိရင်တော့အယမ်းနာတယ်နော်မိခင်တွေကျေးဇူးပြုပြီးတော့သားသမီးတွေကိုတမန်တရားနဲ့အညီလမ်းပြပေးပါယခုချိန်မှာဆိုလို့ရှိရင်များစွာသောလူငယ်တွေကြည်တယ်ဆိုလို့ရှိရင်တမန်တရားနဲ့အညီကြီးပြင်းတဲ့သားသမီးတွေအယမ်းနဲနေတာဖြစ်တယ်ကျမအယမ်းဝမ်းနေတယ်မိခင်တွေဘာလုပ်နေတယ်လဲဖုံကိုပဲပွတ်ပြီးတော့အေးရေးမဝထားခြင်းမထားဘဲနဲ့ကိုကြိုက်တယ်လို့နဲ့နေကြလားဆုမတောင်းမဲနဲ့နေတဲ့မိခင်လားတင်ကတင်သားသမီးကြီးပြင်းလာတဲ့ခါကျရင်တင်မိသားစုထဲမှာပင်ဒုက္ခပြုတ်မှာမဟုတ်ဘဲနဲ့သူရောက်တဲ့နေရာတိုင်းမှာဒုက္ခပေးသွားမဲ့လူဖြစ်သွားနိုင်တယ်အချိန်မီဒီဒုံနဲ့သားသမီးကိုလမ်းမှန်ပြပေးပါကျမ်းစာထဲမှာပြောထားတယ်နော်ကလေးတွေကတော့တဲ့သူနေချင်းတလို့နေမှာကလေးတဘာဝဖြစ်တယ်ဒါပေမဲ့နာနဲ့သူ့ကိုပါရိုက်ဆုံးမပေးခြင်းကသူ့ရဲ့ဘဝလမ်းမှန်ကိုရောက်ပေးစေနိုင်တယ်တဲ့အာမင်ကိုကလေးပဲမချစ်တဲ့သူရှိမလားလူဖြစ်လာတဲ့လူချင်းချင်းအတူနော်ချေးလက်အင်္ဂါဆုံးရဲ့သားနဲ့ကျမတို့တို့ရဲ့အယုတ်စင်းသဏ္ဍာန်ကြည့်မယ်ဆိုလို့ရှိရင်အမေရိကလူတွေနဲ့ဘာကွာခြားလို့လဲမျက်စိနှလုံးရှိတယ်နှာခေါင်းရှိတယ်သူတို့ဘာနှာခေါင်းပေါ်ပါလားမပါဘူးနားနှစ်ဖက်ရှိတယ်လက်ချီတာချင်းသူခြေထောက်ချီတာချင်းသူဘာဖြစ်လို့ကျမတို့ကြတာချက်ပတ်နေပဲနေရမှာအကောင်မြတ်ဆုံးတော့ဖျားပရိရထားတော့ချီးမွမ်းနေဟာလိုတာဘာမှထပ်မလို့တော့ဘူးပြောတယ်တကယ်လားအကျွေးနေပဲတချင်းဆိုနေချတာအလို့သမားတွေကြဲကြဲတထေးဒီမှာရှိလို့လားတကယ်တော့ကျမတို့ကလေဖခင်ရဲ့အလိုတော်နဲ့ညီတကယ်သိရှင်နေဆိုလို့ရှိရင်ဒီကောင်းကြီးမင်္ဂလာဒီကောင်းပိုင်းကကျမတို့ရဲ့ခံစားရမယ့်ကောင်းကြီးမင်္ဂလာဖြစ်တယ်ဟာလေလုယာမိခင်တွေဝိညာဉ်မျက်စိဖွင့်ကြရအောင်ဟာလေလုယာဘာဖြစ်လို့ခရိယန်ဖြစ်လာတာဂျာလက်သားနဲ့ကျမတို့ထဲကနေမွေးဖွားလာတဲ့သားသမီးတွေကအရက်တောက်သေးစားတောက်ရောက်တဲ့နေရာတိုင်းမှာသူများကိုအန်ရပေးတဲ့သားသမီးဖြစ်နေတာလေနှုတ်ကပတ်တော်နဲ့ပြုစုပြောထောင်ပေးကြရအောင်တမန်တရားနဲ့ညီတော့ကျမ်းစာကိုယ်တိုင်ကတရားဝင်ခွင့်ပြုတာဒုံနဲ့ရိုက်ပါပြောတာကျမရိုက်တယ်ကျမသားကိုမေးကြည့်ကျမသမီးကိုမေးကြည့်အိမ်ထဲလူတွေမေးကြည့်ဒါလို့ဆုံးမထားတဲ့သားသမီးတော်မှဒါလို့ဖြစ်တာဆိုလို့ရှိရင်မဆုံးမထားဘဲနဲ့ဖုံးကြည့်ပြီးတော့ထမင်းစားတဲ့ကလေးတစ်ဖွေ့နော်ဖုံးမကြည့်လို့ရှိရင်ထမင်းမမျိုးနိုင်ဘူးပြောကြတဲ့မိခင်တွေတင်မွေးတော့ကဖုံးရှိလို့လားဘာဖြစ်လို့အလောက်ထိအတိတ်တရားခေါင်းပါနေကြတာလဲတင်သားသမီးအနာဂတ်အတွက်ဒီဖုံးကဘလောက်ပိတ်ဆို့တယ်လဲဆိုတာကိုမြန်မာနဲ့သတိဝင်ပါဟာလေလုယာဖျားเจ้าမှာလဲဖုံးအိမ်မှာလဲဖုံးထမင်းစားလဲဖုံးဒီလိုနဲ့ကြည်ပြင်းလာတဲ့သားသမီးတွေကဘယ်လိုနဲ့ဖျားရဲ့အလိုတော်ကိုသိနိုင်မှာလဲဒီထဲမှာကျမတို့တိမောသေဩဝါဒစာထဲမှာပြောထားတာကနော်ဒီကျမ်းစာနဲ့ညီကျမတို့အသက်ရှင်နေတယ်ဆိုလို့ရှိရင်ကျမတို့ကိုယ်တိုင်တို့လည်းကောင်းကြီးမင်္ဂလာပဲဖြစ်တယ်ဟာလေလုယာထိုသားမြေတို့ဒီရှေးဥစွာဖယားဝတ်ကိုယီမလျက်တဲ့တင်သားသမီးကတကယ်ဖယားဝတ်ကိုတကယ်ယီမနိုင်သေးသလားဂမ်ဆွဲပြီးတော့အဲ့ချိန်မှာအဲ့အလုတ်မှလည်းပဲမျက်နှာตาမရဆရာပြောတယ်လို့ပေါ့အလုတ်လို့ဖို့လာပြီးတော့မလေးစကားလည်းမတတ်အင်္ဂလိပ်စကားလည်းမသိတရုတ်စကားလည်းမတတ်ဘဲနဲ့တခါတည်းနဲ့မျက်နှာပုတ်ပုတ်နဲ့ဘူကြချင်သေးတဲ့တပွဲလာစားကောင်းကောင်းရချင်သေးတဲ့တပွဲဘယ်လိုနဲ့ဖြစ်လာနိုင်မလဲသူတို့အနာဂတ်မှာကျင်းတော်လမ်းဖြစ်ပေမဲ့ဒါရွက်ပျော်ရွှင်စရာကောင်းတဲ့လမ်းကိုရှောင်နိုင်ဖို့ရန်အတွက်တခြားနေရာမှာသွားပြီးတော့လူအများအတွက် gospel မလုပ်ပေးနိုင်တော့မှတင့်ကိုဖျားပေးထားတဲ့သားသမီးကိုကောင်းမွန်စွာနဲ့ပြုစုပြီးတော့ဖျားဝတ်ကိုရည်မှတ်နိုင်တဲ့သားသမီးတွေဖြစ်အောင်ပြုစုပေးကြပါဟာလေလုယာမိမိအိမ်ကိုပြုစုရမိဘဘိုးဘွား၌ဂျေဇုဆက်ခြင်းကတင်ကြစေတဲ့တချို့ကလေးတွေကနော်အဖိုးအဖွားတွေကိုဘာမှဂရုမစိုက်ဘူးကြီးတာလည်းမသိလဲဆိုပြီးတော့တချို့တွေကနော်
မထီမဲ့မြင်ပြုတ်တတ်ကြတယ်မကြီးနဲ့သူတို့အတွက်ကောင်းကြီးမင်္ဂလာကိုပိတ်ပေးတာဖြစ်တယ်အမင်္ဂလာဖြစ်စေတာဖြစ်တယ်လူကြီးကိုဘယ်လိုဆက်ဆံရမလဲဆရာတွေကိုဘယ်လိုယိုသေးရမလဲဆိုတော့တင်ကြားပေးပါချပြပေးပါဟာလေလုယာထိုတာဝန်တွေကမိခင်တွေရဲ့တာဝန်ဖြစ်တယ်မိခင်ကောင်းတယောက်ကဆရာသမား10ယောက်ထက်တောင်မှတာရွက်အရေးပါတာဖြစ်တယ်ဟာလေလုယာအဲ့ဒီတော့ကြောင့်မလို့မိခင်တွေဒီဂုံပြုခြင်းကမိခင်များနဲ့တည့်ရတာတွေ့မဟုတ်ဘဲနဲ့အသက်ရှင်တဲ့ကာလပတ်လုံးတင်းကိုတင်းယောက်ျားကကောင်းကြီးမင်္ဂလာပေးပြီးတင်းသားသမီးတွေကတင်းပေါ်မှာကောင်းကြီးမင်္ဂလာပေးပြီးပျော်ရွှင်တော့အိမ်တွေပြီးတော့ကောင်းကြီးမင်္ဂလာခံစားရတော့ပျော်ရွှင်တော့မိခင်ဖြစ်ခြင်းနဲ့ဆိုလို့ရှိရင်ကျမတို့ပြုအပ်တဲ့အရာတစ်ခုစီတိုင်းဝတ္တရားတစ်ခုစီတိုင်းကိုမမေ့လျော့ပဲနဲ့ပြုနိုင်တော့မိခင်တွေဖြစ်ဖို့ရန်တည်ဖျားရှင်ကောင်းချီးပေးပါစေ